တိန်းတစ်ထောင်နဲ့စုချတာ Oh my god အံ့ဩတယ်ကျမဆိုတိန်းတစ်ထောင်မြင်အောင်မမြင်ဘူးပေးရတဲ့အမကိုလည်းအံ့ဩတယ်ပြတ်သားတယ်နော်အမေပေးတဲ့ချမ်းကွက်ရောင်းပြီးပေးတယ်တဲ့အိုးအရန်အံ့ဩတယ်မပေးချမ်းချက်ဘယ်လိုပြောရမလဲအရန်ချစ်လို့ကိုချစ်ကိုအရန်လေးစားလို့ပေးတယ်လို့မြင်တယ်တုတ်ကြောင်တယ်လို့ပြောတဲ့လူတွေတုတ်ကြောင်မကြောင်တော့မသိဘူးကိုပိုင်ဆိုင်တဲ့ပတ်စံသူများကိုတစ်ချက်ပေးဖို့တောင်လူတွေအရန်ခတ်တာအဲ့လိုပုံလိုက်ပေးတာကြည့်ရင်အမရဲ့ပတ်စံကိုစွန့်လို့ရဲတဲ့တတိကိုတော့လေးစားတာအမှန်ပါတကယ်ကိုအံ့ဩဖို့ကောင်းနေဖြစ်ရပါပဲတိန်းတစ်ထောင်ဆိုတာတာမန်လူတယောက်အတွက်စိတ်ကူးထဲမှာတောင်ထည့်ဖို့ခဲရင်းတဲ့ပမာဏမျိုးပါအခုလိုမိခင်ပေးထားတဲ့အမွေချံကွက်ကိုပါရောင်းပြီးပေးလိုက်တယ်ဆိုတော့အဲ့ဒီအမရဲ့စိတ်တက်နဲ့နုပညာရှင်အပေါ်ထားတဲ့စေတနာကတော်တော်ကိုလေးစားဖို့ကောင်းပါတယ်ဒီလောက်အထိစွန့်ရွရဲတာကတော့တကယ်ကိုအချစ်ကြီးလို့ဒါမှမဟုတ်လေးစားမှုကြီးမားလို့ပဲဖြစ်မှာပါနုပညာရှင်တယောက်အတွက်လည်းဒါဟာအကြီးမားဆုံးသောဂုဏ်ပြုမှုတစ်ခုဖြစ်မှာပါကိုချစ်ကိုစူးချလိုက်တာကအလကားမဖြစ်သွားဘူးအလေလွှင့်မဖြစ်သွားဘူးလို့ယုံကြည်ပါတယ်ဘာလို့လဲဆိုရင်ကိုချစ်ကလက်အောက်ငယ်သားတွေကိုပြန်ပေးကမ်းတတ်တယ်အမှုပညာရှင်ဝိုင်းရေးပြုဆောင်တွေကိုပြန်ထောက်ပံ့ပေးတတ်တယ်ကိုချစ်ရဲ့ခေါင်းဆောင်ပြီးသားမှုကဒီသိန်းတစ်ထောင်နဲ့ထိုက်တန်တယ်လို့မြင်ပါတယ်ကိုချစ်ကဒီပတ်စံတွေကိုတန်ဖိုးရှိတဲ့နေရာလိုအပ်တဲ့နေရာပြန်အသုံးပြုသွားမယ်ဆိုတာလည်းယုံကြည်ပါတယ်ဝေဖန်တဲ့သူတွေဘလောက်များစူးချတဲ့မမနဲ့ကိုချစ်ကိုတော့များသောအားဖြင့်လူတွေကပိုချစ်ကြတာမှန်ပါအဲ့ဒီအမကကိုချစ်ပေါ်ထားတဲ့အလေးနဲ့ထားမှုကိုသိန်းတစ်ထောင်ဆိုတဲ့ပမာဏနဲ့တက်တည်ပြလိုက်တာပါပဲထူးခြားတာကအမေပေးတဲ့ခြံကွက်ကိုရောင်းပြီးပေးတယ်ဆိုတဲ့အချက်ပါပုံမှန်အားဖြင့်လူတွေကပိုရှန်နေတဲ့အရာကိုပဲပေးလေးရှိကြပေမဲ့အခုလိုအမွေနှစ်ကိုပါရောင်းပြီးပေးတယ်ဆိုတာကတော့ရိုးရိုးလေးစားယုံထက်ပိုတဲ့ချစ်ချင်းမြတ်တာလေးစားမှုရှိနေလို့ဖြစ်မှာပါနောက်ပြီးအခုခေတ်မှာသိန်းတစ်ထောင်ဆိုတာတကယ်ကိုမနည်းတဲ့ပမာဏပါဒါကိုလူရှိသူရှိမှပြက်ပြက်သားသားပေးလိုက်တာကဝေဖန်သူတွေအတွက်တော့အံ့ဩစရာဖြစ်နေပေမဲ့စူးချတဲ့အမကပျော်ပျော်ကြီးကိုပေးတာတွေ့ရပါတယ်ဒီလိုရဲရဲရောပေးကမ်းတာကမြမစက်တပင်လောကမှာလည်းမှတ်တမ်းတစ်ခုလိုကျန်ရစ်ခဲ့မှာပါကဲအားလုံးလည်းကိုချစ်နဲ့စုချတဲ့မမကိုအားပေးချစ်ပေးကြပါဦးခုလိုသိန်းတစ်ထောင်စုချတဲ့အပေါ်ဘယ်လိုထင်မြင်ကြလဲဆိုတာခမန့်ထဲမှာစာလေးခြံခဲ့ပေးကြပါအောင်ရှင်ကိုချစ်ရဲ့ဖန်တွေလည်းစိတ်ချမ်းသာကိုကျမ်းမာပြီးပျော်ရွှင်ကြပါစေနော်Okay. ကျွန်တော်ကိုချစ်ရဲ့ပြည်သားကဝေယူကြောင်းလာကြတယ်ဆက်ပြီးတော့ဆက်ပြီးတော့ကြောင်းလာကြပြည်သက်ကြီးအားလုံးကိုကျေးဇူးများတင်ပါတယ်မနေ့ကပြက်ဆက်လေးကိုကြည့်ပြီးတော့ကျွန်မဘဝနဲ့ချက်တူဖြစ်သွားတဲ့အတွက်ငယ်ကြီးကြားခဲ့ရတယ်နဲ့စားရတာငယ်ကြီးကြားခဲ့ရတယ်နော်အဲ့ဒါကျွန်မမရှိတဲ့လေတစ်ပတ်ကိုကျွန်မရောင်းပြီးမြေတစ်ခွက်ကိုရောင်းနေကိုချစ်ကိုလာပြီးစင်ချတာပါလက်ကလေးကြားကြပါလေတိတ်ချောင်းဘောကိုI love you ကိုချစ်ပါဘာလို့ဒီကိုချစ်ကကိုချစ်ပါလေဒီကနေ့ကတော့လေရှင်တို့စုချတာကျမစပယ်ကုန်ဖြစ်သွားတယ်။မေပေးတဲ့လူတွေကလည်းပြင်ဘာမှမဟုတ်ဘူး။ဒါပေမဲ့ကျင်းနေပါလေကိုခန္ဓာကိုယ်သိတဲ့ဆောင်တရားနဲ့တော့အား။ဟုတ်တယ်။ဒီကတော့ဘာလို့လုပ်ဖမ်းမှာလဲ။အဲ့ဒါဖက်ဆိုင်ရဲ့။အေးအိမ်ကြီးကိုတည်းပေါ့နော်ဒီလိုမျိုးရောင်းနေစကြတာပြန်စားရပြန်စားကိုကြည့်ပြီးပြန်စားရတယ်ဒီနေ့ကဘုရားပြသွားတယ်ပြန်စားပြီးပြန်ကြည့်ပါရဲကူသိတဲ့ထောင် I love you ကိုချစ်ပါဘာလို့ဒီကိုချစ်ကကိုချစ်ပါပဲဒီကနေ့ကျမလေးရှင်တို့စုချတာကျမစပယ်ကုန်ဖြစ်သွားတယ်။မေပေးတဲ့လူတွေကလည်းပြင်ဘာမှမဟုတ်ဘူးလားဟိုထက်သွင်းနေကျင်းနေပါလေကိုခန္ဓာကိုယ်သိတဲ့ဆောင်တရားနဲ့တော့အား
ဟုတ်ကဲ့တေးတာတော့ဒါမျိုးမြုပ်ခံမှာမဟုတ်နောက်ကျော်နေမို့ရေပဲကြည့်ပါကော့ပေးလိုက်ကြက်ကတော့ထိုးပါစေချိန်တိုင်းနားလေတော့နေနောက်ကျော်တော့ပြင်းလာဘူးသူထိုးရတယ်နောက်မှချောင်းပြီးတော့နောက်ကျော်ထိုးနေရပင်မန်းလို့ကိုကြောင့်ကိုယ်ပဲလုံနေတယ်လေရောရေပဲကြီးထိုးထည့်လိုက်စမ်းလို့ပြီးလာရောဦးရရဲ့ချီမူချေကဲရဲ့ချင်းဟာOh no, 1, 2, 3. Morning, Villa Chichi. မောလိုက်ပါဘူးမနာရေကျိုးရ喂，奶奶，然后这个豆腐嘛，奶奶的都要，没听嘛说，没听嘛说，ဘလို့မထင်ပါ 那赶紧没听嘛说， အော်မကန်နေထင်းအောင်ကိုကြီးရတဲ့တရှိလေးတည်းရတာပြီတော့ဘာလဲအားနာလို့ချွေးနေစအားနာလို့မကဲစား အမနာမည်ပြောကျွန်တော်ကြည့်မနေတော့ ဟုတ်ပါဘူးကျွန်တော်အရင်တော့ ဘယ်စင်လေးပေါ့ အဲ့ဒါကတမီးလည်းငိုတော့မလို့ဒီလိုနောက်တော့မမမပါနဲ့ကွေ